ဒီအမျိုးသမီးဟာသူ့ရဲ့မင်္ဂလာဆောင်မှာတမင်တကာရုပ်ဆိုးအောင်မိတ်ကပ်တွေပြင်ထားတာပါဒါပေမဲ့သူ့ရဲ့ခင်ပွန်းအသေးဟာတက်ကြီးတာရိုက်ပါဝတ်ထားရတာကိုသိလိုက်ရတဲ့အခါသူတုံ့လွတ်သွားပါတယ်ငါခင်ပွန်းကကလေးလေးလားလို့ခဲကိုထီသူကိုမေးလိုက်တဲ့အခါမှာတော့ခင်ပွန်းထီသူဟာမကြခင်ကရင်းမတော်အဆက်မှုကြောင့်အဲ့ရတဲ့လဲနေတဲ့လူနာတယောက်ဖြစ်သွားပါတယ်လို့သိလိုက်ရပါတယ်ခဲကိုထီသူထွက်သွားတဲ့အခါမှာတော့ဒီအမျိုးသမီးဟာအရန်ကိုပျော်သွားပါတယ်ဘာလို့လဲဆိုတော့သူ့ခင်ပွန်းဟာဘီလီယံနာတယောက်ဖြစ်လို့သူ့ရဲ့စီးစိမ်တွေကိုစိတ်ကြိုက်ဖြုံးပြီးလို့ရပြီလေဒါပေမဲ့သူမသိတာတခုကသူ့ခင်ပွန်းဟာတတိပြန်ရနေပြီဆိုတာပါပဲခင်ပွန်းဖြစ်သူဟာဇနီးအစ်စ်ကိုခိုးကြည့်လိုက်ပြီးမြဲဇနီးရဲ့ရုပ်ဆိုးလာတဲ့မျက်နှာကိုမြင်ပြီးလန့်ပြတ်သွားပါတယ်ညဘက်မှာတော့ဇနီးဖြစ်သူဟာခင်ပွန်းရဲ့ချောမောတဲ့မျက်နှာကိုကြည့်ပြီးဘေးမှာဝင်အိတ်လိုက်ပါတယ်ဒါပေမဲ့အိပ်စော်သွားတဲ့အခါဆောင်းကိုလွတ်ယုံတယ်မကခင်ပွန်းကိုပါကတင်ပေါ်ကနေကန်ချလိုက်ပါသေးတယ်မနဲ့လင်းလို့ချမ်းပြင်ပေါ်ကခင်ပွန်းကိုမြင်တဲ့အခါသူအံ့ဩသွားပါတယ်အဲ့ဒီနောက်မှာတော့သူဟာရေချိုးပြီးဘယ်အင်ဂျင်နဲ့လှလဲဆိုတာကိုခင်ပွန်းကိုလာမေးပါတယ်ခင်ပွန်းကပြန်မဖြစ်နိုင်တဲ့အခါမျက်ခွင်းကိုလက်နဲ့ဖျဲကြည့်လိုက်တဲ့အချိန်မှာတော့အမျိုးသားဟာသူ့ဇနီးကတကယ်တော့အရန်လှတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေမှန်းသိသွားပါတော့တယ်ဇနီးဖြစ်သူကသူ့ရှေ့မှာတွင်အဝတ်အစားလဲလိုက်တဲ့အခါအမျိုးသားဟာစစ်လှုပ်ရှားပြီးနှာခေါင်းသွေးတွေတောင်ထွက်လာပါတယ်အမျိုးသမီးကသွေးတုပ်ပေးဖို့ကြိုးစားရင်းနဲ့ခင်ပွန်းအပေါ်မှောက်ရက်လဲကျသွားတဲ့အခါအမျိုးသားကမနိုင်ပဲနမ်းလိုက်ပါတယ်အမျိုးသမီးဟာအရန်လန့်သွားပြီးမြင်အမျိုးသားကတော့လူနာအထက်ဆက်ပြီးဟန်ဆောင်နေတော့ပါတယ်အမျိုးသမီးကခင်ပွန်းကိုရေချိုးပေးဖို့ပြင်ဆင်ရင်းနဲ့ခင်ပွန်းဆွဲထားတဲ့ဆွဲသီးကအောက်လန်းနီးနဲ့ပြုတ်စားခံထားတာကိုသတိထားမိသွားပါတယ်သူဟာအခန်းထဲကကျင်းစားတန့်စင်မဲ့ပစ္စည်းမှန်သမျှကိုလိုက်ထက်စီးပါတော့တယ်တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဖျက်ဆီးခံရလို့အမျိုးသားကဒေါသထွက်နေပြီးမြဲအဲ့ဒီအချိန်မှာပဲသူ့လက်တွေပြန်လှုပ်ရှားလာနိုင်တာကိုတွေ့လိုက်ရပါတယ်သူလုံးဝပြန်ကောင်းသွားပြီဖြစ်ပြီးမြဲဇနီးကိုစမ်းသပ်ဖို့အတွက်လူနာအဖြစ်ဆက်ဟန်ဆောင်နေတော့ပါတယ်